Hey guys ကျွန်တော်တော့ MQ ဖြစ်ပါတယ်ဒီနေ့ကျွန်တော် Way Back Home ဆိုတဲ့သချင်းလေးကိုဘယ်လို remake လုပ်ခဲ့လဲဆိုတော့ပြောပြသွားမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ဘယ်လိုစတင်ခဲ့လဲဆိုရင်ကျွန်တော် guitar progression လေးနဲ့စတင်ခဲ့ပါတယ်ကျွန်တော် guitar layer ကိုတော့3ခုသုံးထားပါတယ်ဘာတွေလဲဆိုတာကြည့်လိုက်အောင်ပထမဆုံး layer လေးနဲ့ကျွန်တော်ဒီ jazz guitar လေးကိုသုံးထားပါတယ် soundform player plugin တစ်ခုပေါ့အဲ့ဒီမှာကျွန်တော် guitar ကိုဘယ်လိုစီးရလဲဆိုတော့ပြမှာဖြစ်ပါတယ်ဆိုတော့ A minor F G B C ပေါ့နောက်ဆုံးသားလေးမှာကျွန်တော် unique ဖြစ်သွားအောင်လို့ဒီ note လေးနှစ်ခုကိုသုံးထားပါတယ် okay ဆိုတော့ဒုတိယ layer သွားရအောင်ဒုတိယ layer မှာဆိုရင်ကျွန်တော် progression အတူတူပဲသုံးထားဖြစ်ပါတယ်ဒါပေမဲ့ plugin ချိန်ထားပါတယ်ဒီနေ့မှာ clear guitar pan ဆိုတဲ့ soundform plugin လေးတစ်ခုသုံးထားပါတယ်ဆိုတော့နောက်တစ်ခုကဒီ guitar ကိုဘယ်ဟာက realistic ဖြစ်စီလဲဆိုရင်ဒီ noises လေးဖြစ်ပါတယ်ဒီ noises လေးပါလိုက်ရင်တကယ် guitar အစစ်တိုင်းအတန်ထွက်ပါတယ်ဆိုတော့ပထမဆုံးကျွန်တော်ဒီ guitar ကိုချက်ကနေရလိုက်တဲ့ချိန်ထွက်လာတဲ့အတန်လေးကိုသုံးထားပါတယ်ပြီးရင်ဒုတိယအနေနဲ့ကျွန်တော်ဒီ guitar chord တစ်ခုနဲ့တစ်ခုပြောင်းတဲ့အချိန်မှာထွက်လာတဲ့ကျွိရောအတန်လေးကိုထည့်ထားပါတယ်အဲ့တော့အဲ့3ခုပေါင်းလိုက်တဲ့ချိန်ဘယ်လိုအတန်ထွက်လာလဲဆိုတော့ဒီလိုလေးထွက်လာပါတယ် okay ဆိုတော့အဲ့လိုပဲ round အနေနဲ့ဖြစ်နေမှာဖြစ်ပါတယ်ဆိုတော့ဒုတိယအနေနဲ့ melody ကိုသွားရအောင် melody မှာကျွန်တော်ပါရီသုံးထားဘယ်လိုလုပ်ထားလဲဆိုရင်ကျွန်တော်ဒီ dry wave ကနေဒီ piano plugin 2ကိုသုံးထားပါတယ်ပြီး melody တွေကိုဒီလိုလေးစီထားပါတယ် okay ဆိုတော့ melody ကိုဒီလို plain မသွားဘဲနဲ့နည်းနည်းလေး kawaii ဖြစ်အောင်လို့ sweet ဖြစ်သွားအောင်လို့ကျွန်တော်ဒီကြားလေးထဲမှာအဲ့လိုအမြန်လေးကစားပေးထားပါ okay okay ဆိုတော့ဒီမှာလည်းသူတို့ရီတုံးထားပါတယ် okay ကျွန်တော်ခုနပြောဖို့မိပါလို့ဗျဒီကျွန်တော်ဂီတာသုံးတဲ့နေရာမှာညားလေးက harmonize ဖြစ်အောင်လို့ဂီတာ layer လေးတစ်ခုထပ်သုံးထားပါတယ်โอเคဒါလေးပါပဲလိုလားဆိုတော့တားကြီးတော့မလိုပါဘူးဒါပေမဲ့ဒီတချင်းလေးကိုပို့ပြီး sweet ဖြစ်သွားအောင်ကျွန်တော်ထည့်တာဖြစ်ပါတယ်โอเคဆိုတော့အခုပဲသွားရမလဲဆိုရင်ကျွန်တော်တို့ဒီ pack ကိုသွားရအောင် pack ကတော့ရိုးရှင်းမှာပဲကျွန်တော်တို့ chord progression ကိုပဲသုံးထားဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဘယ်လိုလေးစီတာလဲဆိုရင်โอเคဒါပါပဲ downward ကျွန်တော် round chord အနေနဲ့လောက်ထားဖြစ်ပါတယ်okay ဆိုတော့ကျွန်တော်တို့ drum layer ကိုသွားရအောင်ပထမဆုံးအနေနဲ့ကျွန်တော် drum မှာဒီ VVK collection pack ကနေ K လေးတစ်ခုတုံးထားပါတယ် low နည်းနည်း115 Hz နားမှာကျွန်တော်ညနေလေးကတ်လောက်ထားပါတယ်2 decibel လောက်ကတ်လောက်ထားပါတယ်ဒီ bass ကြီးကတားဟိန်းထွက်မနေအောင် okay ဒီလိုပါပဲ okay ပြီးရင်ဒီမှာကျွန်တော် club layer နှစ်ခုသုံးထားပါတယ် okay ဒီ club ကိုတော့ကျွန်တော် local လောက်ထားပါပြီးရင်ကျွန်တော် high hat ထည့်ထားပါတယ် okay ပြီးရင်ကျွန်တော်ဒီ down sweeper လေးတစ်ခုထည့်ထားပါတယ် crash ပေါ့
ပြီးရင်ကျွန်တော်ဒီချင်းလေးကိုကတ်ချီဖြစ်အောင်လို့ကျွန်တော်ဒီလို packaging လေးထည့်ထားတယ်အဲ့လိုပဲဒါဆိုရင်ကျွန်တော်တို့ drum layer လည်းပြီးသွားပါပြီ okay အဲ့ဆိုရင် base layer သွားရအောင် base layer ကိုကျွန်တော် intro မှာက gain short ထားပါတယ် base layer တော့ရိုးရှင်းရှင်းပဲဖြစ်ပါတယ်သူရဲ့ root node တွေကိုခြိုက်ရတာဖြစ်ပါတယ် okay တောင်မှာ round လောက်ထားဖြစ်ပါတယ် okay ဆိုတော့ကျွန်တော်တို့ intro ပြီးသွားပြီပေါ့အခု drop ပိုင်းမှာခုန drum လည်းပြောပြီးပါပြီအဲဆိုရင်ဒီ drop မှာကျွန်တော်ဒီ guitar progression ပြီးရင် melody တွေကိုပြန်သုံးထားတယ်ပြီးရင်ဒီ bass layer ကိုလည်းပြန်သုံးထားတယ် okay ဆိုတော့ကျွန်တော်ဒီ drop မှာထူးခြားတဲ့တစ်ခုကဒီ bass layer နဲ့ဒီ pad ပြီးရင်ဒီ guitar layer တွေကျွန်တော် auto tune သုံးထားပါတယ်အတွက်သုံးထားတဲ့အချိန်မှာဒီ kick ဝင်လာတဲ့အချိန်မှာဒီအတန်တွေကမထွက်တော့ဘူး kick ဝင်လာတဲ့အချိန်မှာခဏငုတ်သွားပြီးတော့ kick မဝင်တော့တဲ့အချိန်မှာဒီအတန်တွေကပြန်ထွက်လာအဲ့ဒီတော့ကျွန်တော်တို့ဒီ kick ရဲ့ power ကိုပို့ပြီးတော့ပေးသလိုဖြစ်သွားပါ okay အဲ့တော့ slowly ထွက်မှာဗျဒါကကျတော့ auto tune မပါတာဗျကျွန်တော်ရှင်းပြမယ်ဒါ auto tune မပါတချင်းရတမျိုးတော့တည်မှာအဲ့လိုကက်ချီတိတ်မဖြစ်ဘူးဗျာအဲ့ဒီအချိန်မှာကျွန်တော်ဒီ auto tune လေးကိုထည့်တာဖြစ်ပါတယ်အဲ့တော့ဒီ kick ကလည်းသူ့အတန်နဲ့သူပေါ်ပါတယ် okay ကျွန်တော်ပတ်ကိုလည်းဒီပတ်ပဲပြန်လုပ်တော့ပါတယ်ပတ်မှာလည်းကျွန်တော် auto tune ထည့်ထားပါတယ် okay ဒီမှာပြီး drop မှာပါလေးရတိုးလာလဲဆိုရင်ကျွန်တော်ဒီ vocal chop လေးအလေးထည့်ထားရော vocal chop မှာကျွန်တော် melody ကိုအစားအတိုင်းစီရပါတယ်ဒါပေမဲ့တချို့နေရာလေးမှာကျွန်တော်နည်းနည်းကက်ချီဖြစ်အောင်လို့ကျွန်တော်ကတ်ထားလေးတော့ရှိတယ်ညမှာတုံးဆိုတော့3ခု3တာ okay so ဒီလိုပါပဲအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ drop ကိုရရောOkay, so ကျွန်တော် intro ကနေပြန်ပြီးနားထောင်ကြည့်အောင် Alright, so အကောင်လုံးပဲနားလည်ကြမယ်လို့မျှော်လင့်ပါတယ်ဗျာ။ဒီလိုနားမလည်ခဲ့ဘူးဆိုရင်ကျွန်တော်ချက်ပေါက်မှာလာပြီးတော့မေးနိုင်ပါတယ်။ Okay, so နောက်ဗီဒီယိုမှာပြန်တွေ့ကြပါ